လုံးမဲမင်္ဂလာပါဟောအလုံးမဲမင်္ဂလာပါမင်္ဂလာရှိတော့ညချမ်းလေးပါဗျနော်အလုံးမဲနော်ကျွန်တော်ရဲ့ကိုမကြီးကျွန်တော်မင်္ဂလာပါဆိုတဲ့အတိုင်းပဲကျွန်တော်ရဲ့ကိုမကြီးကိုကျွန်တော်မင်္ဂလာရှိအောင်လည်းလုပ်ပေးထားခဲ့တယ်နော်ကျွန်တော်တို့ဒီညက်နေမှာကျွန်တော်ရဲ့ကိုမကြီးနော်ကျွန်တော်ရဲ့ like ကလေးကိုကြည့်သွားတဲ့အကိုမကြီးနော်တစ်ယောက်ကြည့်ကြည့်နှစ်ယောက်ကြည့်ကြည့်နော်ပောက်သွားတဲ့အဆင်ပြေသွားတဲ့အကိုမကြီးအတွက်ကျွန်တော်ရန်ဝမ်းသာတယ်နော်ကျွန်တော်ကိုမကြီးကိုကျွန်တော်ကရသိချင်းပေါက်သိချင်းလို့ကျွန်တော်ဒီဗီဒီယိုလေးကိုရိုက်ပြီးတော့ကျွန်တော်ရဲ့ကိုမကြီးကိုကျွန်တော်လာပြီးတော့တင်ပေးတာနော်အလုံးမဲ့နော်ဗီဒီယိုလေးကိုပြီးဆုံးနိုင်အောင်ကြည့်သွားပြီဗျာကျွန်တော်ရဲ့ကိုမကြီးနော်ကျွန်တော်တို့မနေ့ပြန်မှာလည်းကျွန်တော်ရဲ့ကိုမကြီးကိုလုံးဝအဆင်ပြေသေးခြင်းနဲ့နော်အဆင်ပြေသေးခြင်းလို့လည်းကျွန်တော်ရဲ့ကိုမကြီးကိုကျွန်တော်ဒီဗီဒီယိုလေးကိုရိုက်ပြီးကျွန်တော်ရဲ့ကိုမကြီးကိုကျွန်တော်လာပြီးတော့တင်ပေးတာနော်အလုံးကိုအဆင်ပြေသေးခြင်းနဲ့ဗျာအဆင်ပြေသေးတဲ့စကားမျိုးမကြားကြည့်ဘူးเนาะအလုံးအဆင်ပြေအောင်လို့ကျွန်တော်ရဲ့ကိုမကြီးကိုကျွန်တော်နဲ့ဝါသနာတူတဲ့ကိုမကြီးကျွန်တော်တို့မနေ့ပြန်မှာလိုက်ဆော့ဗျာเนาะအလုံးပဲเนาะဗီဒီယိုလေးကိုပြီးဆုံးနိုင်အောင်ကြည့်သွားမယ်ကျွန်တော်ရဲ့ကိုမကြီးเนาะကျွန်တော်ရဲ့ channel ကို subscribe နှိပ်ကြသေးတဲ့ကိုမကြီးကျွန်တော်ရဲ့ channel ကို subscribe လေးနှိပ်ထားပြီးเนาะ share လက်မလေးတယောက်ချက်စီနှိပ်ထားပြီးเนาะအလုံးကိုရသိချင်းပေါက်သိချင်းကိုကျွန်တော်ရဲ့ကိုမကြီးကိုကျွန်တော်လာပြီးတော့တင်ပေးတာเนาะကျွန်တော်တို့ဒီညနေမှာเนาะကျွန်တော်တို့ဒီနေ့လည်းညနေကျွန်တော်တို့ဗုဒ္ဓဘူးနေ့ညနေသေးအတွက်เนาะကျွန်တော်ညနေကကျွန်တော်ရဲ့ကိုမကြီးကိုကျွန်တော်ဗီဒီယိုလေးရိုက်ပြီးတော့တင်ပေးထားခဲ့တယ်เนาะကျွန်တော်တို့ညနေမှာကျွန်တော်နဲ့တူရီဝါသနာပါတဲ့အကိုမကြီးအတွက်เนาะကျွန်တော်တို့305ဝန်းချင်းကိုเนาะ305ဝန်းချင်းကို3နဲ့ပတ်သက်ရင်เนาะ303 304 308เนาะကဏ္ဍ3ဘွက်ကျွန်တော်တို့9နဲ့ပတ်သက်ရင်53 54 58เนาะကဏ္ဍ3ဘွက်ကျွန်တော်ရဲ့အကြိုက်ဆုံး302တစ်ဘွက်ကောင်းเนาะကဏ္ဍလေးအားလုံး9ဘွက်เนาะဒီ9ဘွက်ထဲမှာကျွန်တော်တို့ဒီညနေမှာเนาะ40เนาะ40ထွက်သွားတယ်ကျွန်တော်ရဲ့အကူမလေးလိုက်ဆော့တဲ့အကူမကြီးဒီညနေမှာလုံးဝအားလုံးအဆင်ပြေတယ်ဗျာเนาะစင်ပြေစင်လို့လည်းကျွန်တော်ရဲ့ကိုမိုင်ကိုကျွန်တော်လာပြီးတော့တင်ပေးတာเนาะအားလုံးပဲเนาะတစ်ယောက်လိုက်ဆော့ရင်တစ်ယောက်အဆင်ပြေမယ်နှစ်ယောက်လိုက်ဆော့ရင်နှစ်ယောက်အဆင်ပြေမယ်เนาะအားလုံးကိုအဆင်ပြေသေးခြင်းနဲ့เนาะဒါကြောင့်မလို့ယုံကြည်တဲ့ကိုမိုင်ကျွန်တော်တို့မနေ့ဖြတ်မှာလည်းလိုက်ဆော့မယ်ဗျာကျွန်တော်ရဲ့ကိုမိုင်ကိုကျွန်တော်เนาะလာပြီးတော့တင်ပေးတာเนาะရသိခြင်းပောက်သိခြင်းလို့လာပြီးတင်ပေးတာเนาะကိုကလည်းတူလီကိုဆော့တာဝါသနာပါတယ်เนาะဗာလေးတွေဆော့အောင်လဲဝေဝါးနေเนาะကျွန်တော်ရဲ့ကိုမိုင်နဲ့ကျွန်တော်နဲ့အကြိုက်တူတဲ့အကွက်ကလေးရှင်းလိုက်ဆော့မယ်เนาะကိုကဒီဝန်းချင်းရတာတဲ့เนาะဒီပတ်တိရတာတဲ့ဒီလုံးဝရတာတဲ့ဗာလေးနဲ့ကက်ကမယ်ဆိုတဲ့ကျွန်တော်ရဲ့ကိုမကြီးအတွက်เนาะကျွန်တော်မနေ့ကမှာကျွန်တော်ရှာလို့ရတာတဲ့ဝန်းချင်းကျွန်တော်ရှာလို့ရတာတဲ့ယူကွက်เนาะကျွန်တော်ရဲ့ကိုမကြီးကိုကျွန်တော်လာပြီးတော့မျှဝေပေးတာเนาะကျွန်တော်ရဲ့ကိုမကြီးမှာကိုရှာလို့ရတာတဲ့လုံးဝဝန်းချင်းကီးရှိရင်ကိုရှာလို့ရတာတဲ့လုံးဝဝန်းချင်းကီးနဲ့ကျွန်တော်ဝန်းချင်းနဲ့ကပ်ပြီးစော့ကြည့်เนาะအားလုံးအဆင်ပြေမယ်လို့ယုံကြည်တယ်เนาะအဆင်ပြေသေးခြင်းလို့လည်းဒီဗီဒီယိုလေးကိုရိုက်ပြီးတော့ကျွန်တော်ရဲ့ကိုမကြီးကိုကျွန်တော်လာပြီးတော့တင်ပေးတာเนาะကျွန်တော်ဒီညနေမှာเนาะဒီညနေမှာဆိုရင်ကျွန်တော်ရဲ့ကိုမိုင်အတွက်လုံးဝ share ပဲဗျာเนาะ share ပဲအားလုံးကိုရသိခြင်းနဲ့ပေါက်သိခြင်းနဲ့ဗျာကျွန်တော်ရဲ့ကိုမိုင်ကိုเนาะဈေးတိုင်းနဲ့ကျွန်တော်အတက်နိုင်ဆုံးကြိုးစားပြီးမယ်နေ့တိုင်းလည်းကျွန်တော်အတက်နိုင်ဆုံးကြိုးစားပြီးမယ်ဒါကြောင့်မို့ကျွန်တော်ရဲ့ကိုမိုင်ကကျွန်တော်တင်နေတဲ့ဗီဒီယိုလေးတွေကိုကျွန်တော်ရဲ့ကိုမိုင်ရဲ့အမြဲတွေ့မြင်အောင်လို့ကျွန်တော်ရဲ့ channel ကို subscribe လေးနှိပ်ထားပေးเนาะကျွန်တော်ရဲ့ channel ကို subscribe လေးနှိပ်ထားပေးကျွန်တော်ရဲ့ channel လေးတွေသဘောကျရင်เนาะကြိုက်နှစ်တဲ့ရင်เนาะလက်မလေးနှိပ်ပြီးပါ යි เนาะလက်မလေးနှိပ်ပြီးပါ යිကျွန်တော်ရဲ့ဗီဒီယိုကိုအများကြီးရဲ့အများတွေ့အများပေါအောင်လို့ share လို့ရတဲ့နေရာလေးမှာများများလေး share ပေးပါမယ်မျှဝေလို့ရတဲ့နေရာလေးမှာများများလေးမျှဝေပေးပါမယ်เนาะ channel ကို subscribe လေးနှိပ်ကြပေးဒါမှကျွန်တော်တင်နေတဲ့ဗီဒီယိုတွေကိုကျွန်တော်ရဲ့ကိုမကြီးအမြဲတွေ့မြင်အောင်လို့เนาะကဲအများကြီးမပြောတော့ဘူးဗျာကျွန်တော်ရဲ့ကိုမကြီးကိုကျွန်တော်တို့မနက်ဖြန်အတွက်ကျွန်တော်ကဏ္ဍလေးတစ်ခါလေးပြောပေးပါမယ်เนาะအားလုံးပဲเนาะတေချာလေးကဏ္ဍလေးလိုက်မှတ်သွားเนาะကျွန်တော်တို့မနက်ဖြန်เนาะ9ရက်2လ2026เนาะ9ရက်2လ2026ကြာသပတေးနေ့เนาะကြာသပတေးနေ့အတွက်เนาะကျွန်တော်ရှာလို့ရတဲ့ဝမ်းချင်းလေးကတော့เนาะကျွန်တော်ရဲ့ကိုမကြီးအတွက်เนาะကျွန်တော်အတက်နိုင်ဆုံးကြိုးစားပြီးထားတယ်เนาะကျွန်တော်ရှာလို့ရတဲ့ဝမ်းချင်းကကျွန်တော်တို့မနေ့ပြန်မှာ6-9ဝမ်းချင်းเนาะ6ပတ်တီ9ပတ်တီเนาะ6လုံးမိုင်9လုံးမိုင်เนาะ6-9ဝမ်းချင်းเนาะ6-9ဝမ်းချင်းကျွန်တော်ရဲ့ကိုမကြီးမှာလုံးပိုင်းဝန်းကျင်ကီးရှိရင်ကိုရှာလို့ရတဲ့လုံးပိုင်းဝန်းကျင်ကီးနဲ့ကျွန်တော်တို့6-9ဝန်းကျင်နဲ့ကပ်ပြီးစော့ကြည့်เนาะလုံးဝအဆင်ပြေမယ်เนาะကျွန်တော်တို့ဒီ6-9ဝန်းကျင်ကတော့ကျွန်တော်တို့မနက်သေးတိုင်းကြာနေတဲ့ဝန်းကျင်လေးဖြစ်တယ်เนาะဒါကြောင့်မလို့လေကျွန်တော်ရဲ့ကိုမကြီးကိုကျွန်တော်လာပြီးတော့တင်ပေးတာမျှဝေပေးတာเนาะကျွန်တော်ရဲ့ကိုမကြီးကိုเนาะအားလုံးကိုရသိခြင်းပေါက်သိခြင်းနဲ့အစီအနာနဲ့လာပြီးမျှဝေပေးတာเนาะအကြိုက်တူတဲ့ကိုမကြီးလိုက်တော့ပါเนาะအကြိုက်မတူတဲ့ကိုမကြီးကတော့เนาะမစော့လဲရတယ်เนาะကြိုက်တူမှလိုက်တော့เนาะလုံးမိုင်ရှိရင်တော့ကိုရထားတဲ့လုံးမိုင်နဲ့ကပ်ပြီးစော့ပါเนาะကျွန်တော်တို့မနေ့ဖြန်မှာလုံးဝ100%လုံးချနိုင်တယ်เนาะဒီ6-9ဝန်းချင်းကเนาะကျွန်တော်တို့6နဲ့ပတ်သက်ရင်ဗာလေးတွေတင်စော့ရမယ်ဆိုတော့เนาะ6နဲ့ပတ်သက်ရင်ကျွန်တော်တို့မနေ့ဖြန်9ရက်2လ2026ကျွန်တော်တို့ကြာသပတေးနေ့เนาะကြာသပတေးနေ့အတွက်ကိုကျွန်တော်တို့6နဲ့ပတ်သက်ရင်ဗာလေးတင်စော့မယ်ဆိုတော့6နဲ့ပတ်သက်ရင်ကျွန်တော်တို့63 68
6လေးเนาะဒါက6နဲ့ပတ်သက်ရင်ကျွန်တော်ရဲ့အကြိုက်ဆုံးတင်ကွက်3ကွက်เนาะ6နဲ့ပတ်သက်ရင်6 3 6 8 6လေးเนาะကျွန်တော်တို့6နဲ့ပတ်သက်ရင်ဗာလေးတင်သွားမယ်ဆိုတော့6နဲ့ပတ်သက်ရင်6 3ရဲ့เนาะ6 3တစ်ကွက်ရှိမယ်เนาะ6 3 6 8 6နှစ်เนาะဒါကတော့6နဲ့ပတ်သက်ရင်ကျွန်တော်ရဲ့အကြိုက်ဆုံးတင်ကွက်เนาะ6 3 6 8 6နှစ်เนาะကျွန်တော်ရဲ့ကိုမကြီးဒီ6ကွက်ထဲမှာကျွန်တော်ရဲ့ကိုမကြီးနဲ့အကြိုက်တူတဲ့တစ်ကွက်2ကွက်ရှိရင်ကိုနဲ့အကြိုက်တူတဲ့တစ်ကွက်2ကွက်ကိုလိုက်စော့เนาะတစ်ကွက်2ကွက်ကိုလိုက်စော့เนาะကျွန်တော်တို့ဒီ6 9ဝန်းကျင်ကကျွန်တော်တို့မနက်သေးတိုင်းကြာနေတဲ့ဝန်းကျင်เนาะလုံးဝမနက်ဖြန်မှာလည်းလုံးဝ100ရာခိုင်နှုန်းကြာနိုင်တယ်ဒါကြောင့်မို့လဲကျွန်တော်ရဲ့ကိုမကြီးကိုကျွန်တော်လာပြီးတော့တင်ပေးတာเนาะမနက်ဖြန်မှာကျွန်တော်တို့เนาะအကွက်အများကြီးလည်းမစော့ကျင်ဘူးเนาะအကွက်အများကြီးလည်းမစော့ကျင်ဘူးတစ်ခွက်ကောင်းလေးစော့ကျင်တဲ့အကူမကြီးအတွက်เนาะတစ်ခွက်ကောင်းလေးစော့ကျင်တဲ့အကူမကြီးအတွက်ကျွန်တော်တို့မနက်ဖြန်เนาะ9ရက်2လ2026ကြာသပတေးနေ့အတွက်เนาะကြာသပတေးနေ့အတွက်ကျွန်တော်ရဲ့အကြိုက်ဆုံးတစ်ခွက်ကောင်းကတော့60ခွန်တစ်ခွက်ကောင်းเนาะ60ခွန်တစ်ခွက်ကောင်းเนาะကျွန်တော်နဲ့တစ်ခွက်ကောင်းကြိုက်ရင်မနက်ဖြန်မှာလိုက်ပြီးကန်ဆန်းမယ်ဗျာကျွန်တော်ရဲ့အကူမကြီးနဲ့ကျွန်တော်နဲ့เนาะတိုက်တူတဲ့အကူမကြီးကျွန်တော်တို့မနေ့ကမှလိုက်စော်မယ်เนาะ6 9တစ်ခွက်ကောင်း6 9ဝန်းကျင်6လုံးမိုင်9လုံးမိုင်6ပတ်တီ9ပတ်တီเนาะလုံးမိုင်ဝန်းကျင်ကြီးရှိရင်ကိုရလေးရတယ်လုံးမိုင်ဝန်းကျင်ကြီးနဲ့ကပ်ပြီးစော့ပါ6 9ဝန်းကျင်နဲ့ကပ်ပြီးစော့เนาะ6နဲ့ပတ်သက်ရင်6 3 6 8 6လေးကျွန်တော်9နဲ့ပတ်သက်ရင်9 3 9 8 9နှစ်เนาะကျွန်တော်ရဲ့အကြိုက်ဆုံးတစ်ခွက်ကောင်းက60ခွန်တစ်ခွက်ကောင်းเนาะတစ်ခွက်ကောင်းကြိုက်ရင်တစ်ခွက်ကောင်းလိုက်စော့မယ်ဒီကနန်းရွေးကွက်9ကွက်လုံးကြိုက်ရင်9ကွက်လုံးလိုက်စော့မယ်ကျွန်တော်ရဲ့ကူမတွေเนาะအားလုံးကိုရသေးခြင်းနဲ့ပေါက်စိတ်ခြင်းနဲ့စေတနာနဲ့လာပြီးတင်ပေးတာเนาะကျွန်တော်ရဲ့ channel ကိုကျွန်တော်ရဲ့ကူမတွေ subscribe လေးနှိပ်သွားပြီเนาะကိုကလည်းဒုတိဝါသနာပါတယ်เนาะနေ့တိုင်းနဲ့ကြည့်ခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ကနန်းကောင်းလေးနေ့တိုင်းနဲ့เนาะတင်ပေးမယ်ကျွန်တော်ရဲ့ကူမတွေเนาะ6 9ဝန်းကျင်မနက်ဖြန်မှာเนาะအားလုံးပဲကျွန်တော်ရဲ့ channel ကို subscribe လေးနှိပ်ပါသွားပြီเนาะကနန်းလေးတွေကြိုက်နှစ်တိုက်ရေเนาะကျွန်တော်ရဲ့ဗီဒီယိုလေးကိုเนาะ share လက်မလေးတယောက်ချက်စီနှိပ်ပြီးပါเนาะအများကြီးအများတွေးအများအဆင်ပြေအောင်လို့ share လို့ရတဲ့နေရာလေးမှာเนาะကိုတက်နိုင်ကြလောက်လေး share ပြီးမျှဝေလို့ရတဲ့နေရာလေးမှာကိုတက်နိုင်ကြလောက်လေးမျှဝေပြီးเนาะအားလုံးပဲမနေ့ကမှကန်ကောင်းကြပါသေးဗျာเนาะအားလုံးပဲเนาะမဟာမလက်တကြားလေးကျွန်တော်ဗီဒီယိုတွေကိုကြည့်ပေးနေတယ်ကျွန်တော်ရဲ့ကိုမကြီးတူတယောက်ချင်းတိုင်းเนาะစိတ်ချမ်းသာခြင်းကိုကြမ်းမှတ်ခြင်းတွေနဲ့ပြည့်စုံကြပါစေစိတ်တော်တိုင်းကိုပါလို့လူရဆန္ဒပြည့်ကြပါစေလို့ကျွန်တော်ရဲ့ကိုမကြီးကိုကျွန်တော်ဒီနေရာလေးကနေเนาะစုံကောင်းလေးတောင်းပေးပါတယ်เนาะခက်ခဲမြည်ရတယ်ကျွန်တော်ရဲ့ကိုမကြီးကြော်လာနိုင်ကြပါသေးဗျာเนาะအားလုံးပဲဘိုင်ဘိုင်เนาะမနေ့ကမှကျွန်တော်ရဲ့ကိုမကြီးနဲ့ကျွန်တော်နဲ့ပြန်တွေ့မယ်ဗျာเนาะအောင်ပွဲနဲ့ပြန်လာခဲ့မယ်ဗျာကျွန်တော်ရဲ့ကိုမကြီးကိုเนาะ